ကဲညဘက်ကောင်းကင်ကိုမောက်ကြည့်လိုက်ရင်မြင်းရတဲ့နို့ရောင်လမ်းချောင်းကြီးဒါဟာကျွန်တော်တို့နေထိုင်ရာငကားငွေတန်း Galaxy ကြီးဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့ဒီအလင်းတန်းကြီးလေအနက်ဆိုင်ဆုံးအလဲဘဟုမှာဘာရှိနေလဲဆိုတာမိတ်ဆွေသိပါသလားအဲ့ဒီနေရာဟာကျွန်တော်တို့ကဘာကနေအလင်းနှစ်ပေါင်း2600တောင်ဝေးกว่าတဲ့နေရာပါဒီနေရာကိုရိုးရိုးမျက်စိနဲ့လှမ်းကြည့်လို့မရပါဘူးဘာလို့လဲဆိုတော့ကျေတာယာကြားကဖုံမှုအလွှာထူကြီးတွေကကာစီးထားလို့ပါဒါကြောင့်သိပ္ပံပညာရှင်တွေဟာ radio line တွေအနီအောက်ရောင်ကြီးတွေတုံးပြီးဒီလျှို့ဝှက်ချက်ကိုရှာဖွေခဲ့ကြရပါတယ်ဖုံမှုတွေကိုဖောက်ထွင်းပြီးကြည့်လိုက်တဲ့အခါမှာတော့အဖြေကတော်တော်လေးထိတ်လန့်စရာပါပဲ Galaxy တစ်ခုလုံးကိုစွဲငင်ထားတဲ့အရာဝတ္ထုတစ်ခုအဲ့ဒါကတော့ Sagittarius A လို့ခေါ်တဲ့ supermassive black hole ကြီးပဲဖြစ်ပါတယ်သူ့ရဲ့ depth ပမာဏကဘယ်လောက်တောင်ကြီးမားလဲဆိုရင်ကျွန်တော်တို့ရဲ့နေလုံးကြီးပေါင်း4သန်းကိုပေါင်းထားသလောက်ရှိပါတယ်တဲ့ဗျာတွင်းနက်ဆိုတာအလင်းတောင်ပြန်မထားနိုင်ရင်ဘယ်လိုမြင်ရမှာလဲလို့မေးစရာရှိပါတယ်ဟုတ်ပါတယ်သူ့ကိုတိုက်ရိုက်မမြင်ရပေမဲ့သူ့ဘေးနားက S2 လို့ခေါ်တဲ့ကျယ်တွေကိုကြည့်ပြီးတက်တည်ပြနိုင်ခဲ့ပါတယ်အထူးသဖြင့် S2 လို့ခေါ်တဲ့ကျယ်တစ်စင်းဆိုရင်ဒီတွင်းနက်ကြီးကိုတပတ်ပတ်ဖို့16နှစ်ပဲကြာပါတယ်ကျွန်တော်တို့နေအဖွဲ့အစည်းရဲ့ Pluto ကနေကိုတပတ်ပတ်ဖို့258နှစ်ကြာတာနဲ့ရှင်ကြည့်နော်ဒီလောက်မြန်မြန်လဲပတ်နေတာဟာအလဲမှာကြီးမားလွန်းတဲ့စွဲငင်အားတစ်ခုရှိနေလို့ပါတယ် Sagittarius A ဟာငင်တက်နေတာမဟုတ်ပါဘူးသူ့ရဲ့ပြင်းထန်တဲ့စွဲငင်အားနဲ့ဒိုင်းငွေတွေကိုစုပ်ယူပြီးကျဲအသစ်တွေဖြစ်ပေါ်စေသလိုတခါတလေမှာတော့ flare လို့ခေါ်တဲ့စွမ်းအင်ပေါက်ကွဲမှုကြီးတွေကိုထုတ်လွှတ်လေရှိပါတယ်တကယ်တော့ဒီအေယာမတွင်းနယ်ကြီးတာမရှိရင်ကျွန်တော်တို့ရဲ့ငကားငွေတိုင်း Galaxy ကြီးဟာအခုလိုပုံစံမျိုးရှိနေမှာမဟုတ်ပါဘူး